ဒီနေ့ကားစီဖြစ်ရင်လည်းချစ်စရာကောင်းတဲ့ဒီကလေးလေးကိုတွေ့ရပြန်ပြီဒီကလေးလေးကိုမနေ့ကတည်းကဒီဆိုင်လာတော့ဒီထားမိနေရစီဆိုင်ရဲ့တနေရာမှာကြောက်ကြောက်လန့်လန့်လေးနဲ့ထိုင်နေတဲ့သူ့မျက်လုံးတွေကအိမ်လွမ်းတဲ့ပုံဆာလောင်တဲ့ပုံလေးပေါ်နေလို့စီဆိုင်ကတောင်းဝရှိရသူမေးလိုက်တော့ကားတစ်စီးစီလာဖြစ်ရင်လည်းကျန်နေခဲ့ရဆိုတော့တီးလိုက်ရနဲ့ခွင့်တောင်းပြီးခေါ်လိုက်ခဲ့လိုက်တယ်ဆိုင်ခေါ်လာခဲ့ပြီးတနာစရာကောင်းတဲ့ဒီပေတူလူလေးကိုရင်ချိုးပေးပြီး dryer နဲ့အမွေးလေးချောင်းအောင်လုပ်ပေးရတယ်။စာနေမှာဆိုလို့စာကျွေးတော့ကိုရောချောလေးကအိမ်လွမ်းပြီးမူနေသေးရဲ့မစားဘူး။ကဲခုတော့စားနေပြီတနာစရာကလေးလေးကားပေါ်ကျန်ခဲ့ပြီးစားနေရှာမှာပဲ။ကဲကိုရောချောလေးရေရှင်းခင်လာခေါ်တဲ့ထီဒီမှာနေအောင်တော့ကျွန်မရှင်းရဲ့ပိုင်ရှင်တွေရှာတွေ့ဖို့ post တင်လိုက်ပါအောင်မယ်။ဖုန်းဆက်ထားတဲ့ပိုင်ရှင်ညီမလေးထင်နေ၄ရက်လောက်ခွက်ခွက်နေရတဲ့သူတို့ရဲ့ပြန်လည်ဆုံစည်းမှုလေးကိုကြည့်ပြီးကိုယ်တော်ဝင်းနေဝန်းသာဖြစ်မိတယ်။ပိုင်ရှင်ညီမလေးပြန်လာခုံမှာဒီကလေးရဲ့နာမည်က Harry ဆိုတာသိလိုက်ရတယ်။ကဲတတ Harry လေးရေ